ခရစ်ယာန်ဘာသာမှာငရဲကိုလာနိုင်တဲ့ပြည်ကြီးခုနပါရှိပါတယ် social media တွေ enemy တွေ movies တွေမှာခဏခဏတွေ့နေရတာကြောင့် seven deadly sins ဆိုတာခင်ဗျားတို့နဲ့မစိမ့်တဲ့ war တစ်ခုပါဒီအပြစ်ခုနပါကိုအတိအကျကိုစားပြုနေတဲ့ rapper ခုနကောင်ရှိပါတယ်ဒီနေ့အဲ့ခုနယောက်လုံးကျွန်တော်ပြောပြပေးသွားပါမယ်ပထမဆုံးအနေနဲ့ last နဲ့စကြတာပေါ့ last ဆိုတာတော့တတ်မှတ်ခြင်းတနာပါသူ့ရဲ့ definition က an inordinate craving for the pleasure of the bodyရုပ်ခန္ဓာရဲ့တာယာမှုတွေကိုတိုင်းအဆမရှိတောင်းတခြင်းလို့အဓိပ္ပာယ်ဖွင့်ထားပါတယ်တဏှာယာကဆိုတဲ့ less ကိုအပြည့်စုံဆုံးဖော်ကျူးနေတဲ့ rapper တော့ future ပါပဲ future ကဒီ rap game တွေကိုရောက်နေတာ10စုနှစ်တခုကျော်ကြာရှိနေပြီဖြစ်ပြီးသူ့ရဲ့မိန်းမတွေနဲ့ပတ်သက်ရင်ထောက်ဆက်ဆန်တဲ့ nature ကလေတော်တော်လေးနာမည်ဆိုးရှိပါတယ် She belongs to the street user streaming service တခုဖြစ်တဲ့ Thai တွေကသူ့ကို king of toxic လို့တောင်ခေါ်ဖို့ဖော်ပြခဲ့ပြီးသူ့တခြင်းတွေကဖောက်ပြန်မှုအကြောင်းလိမ်မိုင်းဆိုင်ရာစွမ်းဆောင်ရည်အကြောင်းတွေကနေပြက်ပြီးသား X တွေကိုပြန်လာဖို့တောင်းပန်တိုးရှိုးတဲ့စာသားတွေဒီပါဝင်နေလို့ဖော်ပြထားပါတယ် X တွေလို့ပြောကမှ future မှာရီးသားဟောင်းနေနဲ့ရထားတဲ့ကလေးတွေအများကြီးရှိပါတယ်1ယောက်2ယောက်3ယောက်4ယောက်5ယောက်6ယောက်9ယောက်မကပဲစုစုပေါင်းကလေး10ယောက်ထိရီးသားဟောင်းနေနဲ့ရထားပါတယ်ပြီးတော့ future ဒီရီးသားဟောင်းနေတဲ့1ယောက်နဲ့မှလက်ထက်တာမျိုးမရှိခဲ့ပါဘူး NBA legend Scottie Pippen နဲ့သူ့မိန်းမ Larsa Pippen တို့2ယောက်အိမ်တော်ရေးအဆင်မပြေဖြစ်နေတဲ့အချိန်မှာလေ Larsa နဲ့ဇယားတွေသွားရှုပ်ခဲ့ပါသေးတယ်အချို့ကတော့ Scottie နဲ့ Larsa တို့ divorce ဖြစ်သွားတာ future ဝင်မွေလို့ဆိုပြီးတော့ပြောကြပါတယ်ဒီမှာတယောက် post ထားတာဆိုရင် future Scottie Pippen ရဲ့မိန်းမကိုဝင်တီးလိုက်ရတာနဲ့ Scottie ကိုကွာရှင်းသွားကြတာပဲသူငငယ်လေးတုန်းက Scottie ကလက်မှတ်မထိုးပေးခဲ့လို့ future ကတမင်လက်စားချပြီးပြန်လုပ်တာဆိုပြီးရေးထားပါတယ်နောက်ထပ်နာမည်ဆိုးတွင်စီမဖြစ်ရတစ်ခုလည်းရှိပါသေးတယ် Instagram model တယောက်နဲ့ဖြစ်တဲ့ကိစ္စပါ future က DM ကနေ app model စီကိုလေရင်လက်မှတ်ကုန်ကြစေးတွေအတွက်ငါးစီရောက်ရင် 1000% အထိစတိုးပြီးပြန်ပေးမယ်ဆိုပြီးသူနဲ့တွေ့ဖို့လှမ်းခေါ်လိုက်ပါတယ် shorty လေး hotel စီရောက်တာနဲ့ luxury ဘာညာဝတ် sexy ဖြစ်အောင်ပြင်ပြီးသူ့ကိုစောင့်နေလို့ text လိုက်ပါတယ်စိတ်ဝင်စားလို့ခေါ်ထိတ်တာမျိုးမဟုတ်ပဲအဲ့ရဘောကိစ္စတစ်ခုရဲ့အတွက်တက်မဲ့လှမ်းခေါ်တဲ့ဓာကြီးဖြစ်နေတော့ဟို shorty ကလည်းညင်းပါတယ်ဒီညတော့ easy ပဲနားအောင်မယ်ဆိုပြီးပြန်ပြောတော့ future I'm good love enjoy ဆိုပြီးလေရင်လက်မှတ်တွေ hotel ကိစ္စတွေရောတောက်ယူမဆိုင်တော့ပဲအဲ့ shorty ကို ghost ပြလိုက်ပါတော့တယ်အချစ်အတွက်မဟုတ်ပဲ last အတွက်ပဲ sorry နဲ့ပတ်သက်တဲ့ future ရဲ့မကောင်းတဲ့ကကြီးတဲ့ကြီးလာပြီး internet ပေါ်က woman တွေနဲ့ပတ်သက်ပြီးရေးတဲ့ toxic code တွေတိုင်းမှာ future စောက်ခွက်ကြီးနေပါတွေ့ရတဲ့အထိ trend ဖြစ်သွားပါတော့တယ်ဒီငနေ့ကတော့နောင်တရပုံပြောနေဒါလိုလောက်တာကိုပါသဘောကျနေပြီး show တစ်ခုမှာဆိုရင်သူ့စောက်ခွက်နဲ့တွေ့ရေးထားတဲ့ code တချို့ကိုပါကိုယ်တိုင် show off လုပ်ပြီးဖတ်ပြလိုက်ပါသေးတယ် She got 100 dudes trying to be the solution Stand up ကြည့်ရတာတော့ future ကသူ့ရဲ့ last full way မိမလိုက်စားတာတွေကိုပြုတ်ပြမဲ့အရေးချင်မရှိပါဘူး red ဆိုတဲ့အဖြစ်ကို represent လုပ်နိုင်တဲ့ rapper တော့ red ဆိုတာ uncontrolled feelings of anger rage and even hatred ထိန်းချုပ်လို့မရတဲ့ဒေါသစိတ်ရန်လိုမှုမုန်းတီးမှုဆိုပြီးအဓိပ္ပာယ်ဖွင့်ဆိုထားပါတယ် red ဆိုတဲ့စင်းအတွက် life as a rapper တော့ King Von မှာ Illinois ပြည်နယ် Chicago က rapper တယောက်ဖြစ်ပြီး Dre genre မှာဩဇာကြီးလွန်းတဲ့သူတယောက်ဖြစ်သတ်မှတ်ခံရပါတယ်ကျွမ်းကျင်ပြောင်မြောက်တဲ့ lyrics တွေနဲ့ storytelling ကောင်းတာတွေအပြင် aggressive ဆန်ဆန်ခက်ကြမ်းကြမ်းနဲ့တည်ဆိုတဲ့ပုံစံတွေကြောင့်လူသိများပါတယ်လူသက်မှုတွေဆိုးရွားတဲ့ရာဇဝတ်မှုတွေအကြောင်းကိုပါသချင်းစာသားတွေရဲ့ထည့်ဆိုတတ်ပြီးဂီတကိုဖယ်ထားပြီးသူ့ရဲ့ personal life ကိုသုံးသပ်ကြည့်ရင် red ဆိုတဲ့ scene အတွက်ဒီဘဲကိုဘာလို့ရွေးထားလဲဆိုတာသိတာပါတယ်၄တန်းလောက်ကလေးက Von က local gang ရဲ့အရှုပ်ရှက်တွေကြားထဲကိုဝင်ပတ်သက်နေပြီဖြစ်ပြီး73နှစ်အရွယ်မှာကျောင်းကိုဂန်းဆောင်လာတတ်နေပါပြီ Von အတွက်ပထမဆုံးဥပဒေနဲ့ညှိစွန်းမှုကတော့အသက်16နှစ်မှာဖြစ်ခဲ့ပြီးလက်နက်ကင်လူရဲမှုနဲ့2011ခုနှစ်မှာဖမ်းခံခဲ့ရပါတယ်သိရသလောက်တော့တနက်ထောက်ပြီးကားလူခဲ့တာပါ2012ခုနှစ်နိုဝင်ဘာမှာတော့ Von တို့ရဲ့ Black Disciple ဂိုင်းနဲ့ပြိုင်ပွဲဖြစ်တဲ့ Gangster Disciple ဂိုင်းရဲ့အဖွဲ့ဝင်တွေကိုပြစ်ခတ်မှုနဲ့ထပ်ဖမ်းခံခဲ့ရပြန်ပါတယ်2014ခုနှစ် April 29မှာ Von ဟာ first degree murder ပထမအဆင့်လူသတ်မှုတစ်ခုအပြင်းထန်ကိုထိလက်ရောက်ကျူးလွန်မှု2မှုနဲ့ထပ်ပြီးတရားစွဲခံခဲ့ရပါတယ်ဒါပေမဲ့တက်တီထွက်ဆိုချက်တွေမကိုက်ညီတာကြောင့်နောက်တစ်နေ့မှာပဲပြန်လွတ်လာခဲ့ပါတယ်ဒီနေရာမှာ first degree murder ပထမအဆင့်လူသတ်မှုဆိုတာနဲ့ပတ်သက်ပြီးနည်းနည်းပြောပြခြင်းပါတယ်လူသတ်မှုတွေကို first degree second degree နဲ့အချို့ပြည်နယ်တွေမှာဆိုရင် third degree ဆိုပြီးအဆင့်တွေခွဲထားပါတယ် first degree ကအဆိုးဆုံးအပြစ်အကြီးဆုံးဖြစ်ပါတယ်ကိုယ်တိုင်တေချာ plan ချထားပြီးရည်ရွယ်ချက်ရှိရှိနဲ့ကြိုတင်စီစဉ်တတ်တာမျိုးဆိုရင် first degree ကြိုပြီး plan ထားတာတော့မရှိဘူးကြိုပြီးလည်းမစီစဉ်ထားဘူးဒါပေမဲ့ရည်ရွယ်ချက်ရှိရှိနဲ့သေစီလိုတဲ့ဆန္ဒနဲ့တက်ပစ်တာမျိုးဆိုရင်တော့ second degree ပါအငင်းခုန်ဖြစ်နေရင်ဓာတ်နဲ့ထထိုးတာမျိုးအရက်ဆိုင်မှာရက်တောက်ရင်းနဲ့ထထိုးကြတက်ကြတာမျိုးရန်ဖြစ်ရင်လက်လွန်သွားတာမျိုးတို့ဆိုလိုတာပါဒါတွေကတော့ second degree ရဲ့ကျုံးဝင်ပါတယ် third degree ကတော့ရှင်းပါတယ် first နဲ့ second degree ရဲ့မပါရင်အဲ့နှစ်ခုလောက်အပြစ်မကြီးပဲဆုံးဖြတ်ရခက်တဲ့အမှုမျိုးဆိုရင် third degree လူသတ်မှုလို့ခေါ်ပါတယ်ပြန်ဆက်ရမယ်ဆိုရင်တော့
3 လကြာမှာပဲ Von ဟာလူတစ်ယောက်သေပြီး2ယောက်ဒဏ်ရာရခဲ့တဲ့ပြစ်ခတ်မှုတစ်ခုနဲ့ပတ်သက်ပြီးပထမဆင့်လူတက်မှုတစ်မှုလူတက်ရန်ကြံစည်မှု2မှုနဲ့တရားစွဲခံရပြန်ပါတယ်ဒီခါမှာတော့ပြစ်ဒဏ်ခံယူရင်း3နှစ်ကျော်ကြာမှာတော့သူကဒီအမှုတွေကနေတရားသေလွတ်ပေးခံခဲ့ရပြီး2019ခုနှစ်ဒီဇင်ဘာလ6ရက်နေ့မှာပြန်လည်လွတ်မြောက်လာခဲ့ပါတယ်2019ခုနှစ်ဇွန်လမှာတော့ Von နဲ့သူ့တငယ်ချင်း Lila Dark တို့ဟာ Atlanta မှာဖြစ်ခဲ့တဲ့ပြစ်ခတ်မှုတစ်ခုနဲ့ပတ်သက်ပြီးအဖမ်းခံခဲ့ရပါတယ် Drive-in တစ်ခုရှိမှာလူတစ်ယောက်ကိုပြစ်ခတ်ပြီးလူရက်ခဲ့ကြတာပါထောင်ထဲမှာရက်သက်တစ်ပတ်အနည်းငယ်ကြာနေခဲ့ရပြီးတဲ့နောက် Dark ကအာမခံဒေါ်လာ2သိန်းခွဲနဲ့လွတ်လာပြီး Von ကတော့အာမခံဒေါ်လာ3သိန်းနဲ့လွတ်မြောက်ခဲ့ပါတယ်အခုကျွန်တော်ပြောခဲ့တာတွေက Kim Von အသက်ရှိစဉ်တရားရုံးထိရောက်ခဲ့တဲ့အမှုတွေပဲရှိပါသေးတယ်တကယ်ကသူတည်ပြီးရဲ့နောက်မှာအဲ့ထက်ပိုဆိုးတဲ့အမှုတွေနဲ့ပါဆွဆွဲခံခဲ့ရပါသေးတယ် Kim Von ဒါလို့ဆိုးသွမ်းနေရကိုလည်းအပြစ်ပြောလို့မရပါဘူးအသက်17နှစ်အရွယ်မှာသူ့အဖေကိုဆုံးရှုံးခဲ့ရတာလေသူ့ဘဝအတွက်အကြီးဆုံး trauma တစ်ခုဖြစ်ခဲ့ပါတယ်ပြီးတော့သူနေရတဲ့ပတ်ဝန်းကျင်တိုင်းဝန်းကလည်းတိုက်ရင်တက်မတိုက်ရင်သေဆိုတဲ့အနေအထားမျိုးပါဒါကြောင့်ကိုရိုင်း survive လုပ်နိုင်ဖို့အတွက်သူများတွေကိုတတ်ခဲ့ရတာဖြစ်နိုင်ပါတယ်အစပိုင်းမှာတော့အဲ့လိုဖြစ်ခဲ့တာပါဒါပေမဲ့နောက်ပိုင်းမှာတော့သူလူတက်တဲ့အကြောင်းရင်းတွေကကွဲပြားသွားပါသေးတယ်ဒါကိုဆက်ပြောပြပါမယ်2023 April မှာ Traveler Raw ဆိုတဲ့ YouTuber တယောက်က3နာရီကျော်4နာရီနီးပါးကြာတဲ့ Kim Von အကြောင်း documentary video တစ်ပုဒ်တင်ခဲ့ပြီး video title မှာတော့ Kim Von ကို rap blogger ရဲ့ပထမဦးဆုံး serial killer ဆိုပြီးခေါ်ခဲ့ပါတယ် video ထဲမှာဆိုရင်လည်း Von ပါဝင်ပတ်သက်နေတဲ့လူတက်မှု10ခုကျော်အတွက်တက်သေးတွေကိုဆက်ဆက်ပြထားပြီးအသက်ခံရသူတွေထဲမှာ P5, Model, Malcolm Stuckey နဲ့ Gakia K.I. Vance တို့ပါဝင်ပါတယ်အထူးသဖြင့် Gakia Vance သေဆုံးမှုအတွက် Von ဟာအဓိကတရားခံတာဝန်ရှိသူပဲလို့ Chicago အာဏာပိုင်တွေက2021မှာကောက်ချက်ချခဲ့ကြပါတယ်။ Von ဟာသူကိုယ်တိုင်ကျူးလွန်ခဲ့တဲ့လူတက်မှု10ခုကျော်အပြင်ဂိုင်းနဲ့ပတ်သက်တဲ့အခြားလူတက်မှုပေါင်းများစွာမှာလည်းအမိန့်ပေးစေခိုင်းသူနောက်ွယ်ကနေပါဝင်ပတ်သက်နေသူအဖြစ်မှတ်တမ်းတင်ခံခဲ့ရပါတယ်။ YouTube ပေါ် documentary video ရဆိုရင်တော့ Von လူတက်မှုတွေကျူးလွန်ရတဲ့အဓိကရည်ရွယ်ချက်ကအစပိုင်းမှာတော့ဂိုင်းချင်းချင်းကြားမှာဖြစ်တဲ့အငြင်းပွားမှုတွေရန်ပွဲတွေကြောင့်ဖြစ်ခဲ့ပေမဲ့နောက်ပိုင်းမှာတော့ရင်ခုန်စိတ်လှုပ်ရှားမှုရဖို့တသက်အတွက်နဲ့ Von ကလူတွေတက်ခဲ့တာလို့ဆိုပါတယ်ဗုဒ္ဓဘာသာဝင်တွေရဲ့လက်ဆွဲဖြစ်တဲ့ကံကံဤကျိုးဆိုတဲ့စကားအတိုင်းပဲ Von တယောက်လည်းသူလုပ်ခဲ့သမျှလုပ်ရက်တွေအတိုင်းတကြော့ပြန်လဲပြီးလောကကြီးကပေးရဲ့အပြစ်ကိုခံယူခဲ့ရပါတယ်သူများတွေကိုတက်ခဲ့တယ်လို့ပဲသူကိုယ်တိုင်လည်းပြစ်ခတ်မှုတစ်ခုအတွင်းမှာပြစ်ခံရပြီးတေဆုံးခဲ့ရပါတယ် Kim Von ကို2020နိုဝင်ဘာ14ရက်နေ့မှာသူ့ရဲ့ဇာတိမြို့ဖြစ်တဲ့ Chicago မှာပဲမြုပ်နှံခဲ့ပါတယ်အခြားစင်းတစ်ခုဖြစ်တဲ့ Pride အတွက်ရွေးချယ်ထားတဲ့ Chicago မြို့ကန် rapper တယောက်ကတော့ Pride ဆိုတာ believing that one is essentially better than others, failing to acknowledge the accomplishments of others and excessive admiration of the person itself ပါမြန်မာလိုဆိုရင်တော့ကိုကတခြားသူတွေထက်တာကိုတာရဲဆိုပြီးယုံကြည်တာတခြားသူတွေရဲ့အောင်မြင်မှုတွေကိုအတိအမှန်မပြုတ်နိုင်တာပြီးတော့ကိုအလွန်ကျွံထင်ကြီးလေးစားနေရမျိုးဖြစ်ပါတယ်ရှင်းရှင်းပြောရရင်တော့စောက်စရာကြီးစိတ်ဝင်နေရပါဒီအပြစ်နဲ့အကိုက်အညီဆုံး rapper ကတော့ Kanye West ပဲဖြစ်ပါတယ် Kanye ကစုရီအများကြီးရယူထားနိုင်တဲ့ one of the most accomplished artists of all time တယောက်ဖြစ်ပါတယ်အောင်မြင်လာတာနဲ့အမျှမာန်မာနာကလည်းကြီးထွားလာမှာပါပဲလူဆိုတာဒါနဲ့မကင်းနိုင်ပါဘူးအဲ့လိုမာန်မာနာရှိပြီးလူအများရှိမှာ public မှာသူ့ကိုယ်သူအမြဲတမ်းချီးမွမ်းပြောဆိုလေးရှိတာကြောင့်လူတော်တော်များများကသူ့ကို narcissist တယောက်အတ္တကြီးလွန်းတဲ့သူတယောက်ဖြစ်သတ်မှတ်ကြပါတယ်I am the number one most impactful artist of our generation. I am Shakespeare in the flesh. သူကိုယ်သူ greatest artist of all time လို့မကြာခဏ level တက်လေးရှိပါတယ် My greatest pain in life is I will never be able to see me perform. ရေးရသူကိုယ်သူ God ဘာဖြစ်နေအချိန်မောင်းများစွာသမုတ်ခဲ့ပြီး I am God ဆိုတဲ့တခြင်းတစ်ပုဒ်တော်လုပ်ခဲ့ပါသေးတယ် I am a god. I am a god. Everybody says, who does he think he is? I just told you who I thought I was. A god. I just told you. That's who I think I am. ရေးမှာသူကိုယ်သူကြောင့်ရေးဖွဲ့ထားတဲ့ I love Kanye ဆိုတဲ့တခြင်းတစ်ပုဒ်တော်ရှိပါသေးတယ်ပြီးတော့အဲ့တခြင်းပါတဲ့ album ကိုလည်း the best album of all time ဆိုပြီးသူကိုယ်တိုင်ပဲသတ်မှတ်ခဲ့ပါတယ်အဲ့ album နဲ့က famous ဆိုတဲ့တခြင်းတစ်ပုဒ်မှာ Kanye က Taylor Swift နာမည်ကြီးလာသူကျေးဇူးကြောင့်လို့ပြောခဲ့ပါတယ်2009ခုနှစ် VMA Award ပွဲမှာသူမိုက်ဆွဲလူပြီးစကားဖြတ်ဝင်ပြောခဲ့တာကြောင့် Taylor ပုံနာမည်ကြီးသွားတာဆိုပြီးပြောခဲ့တာပါ Yo, Taylor, I'm really happy for you. I'm gonna let you finish. But Beyonce had one of the best videos of all time. 2006ခုနှစ် EMA Award ကိုလွှဲချော်သွားတော့ကလည်းအလားတူစင်ပေါ်တက်ပြီးပြောတဲ့ဖြစ်ရတစ်ခုရှိခဲ့ဘူးပါတယ် This video costs $1 million, fam. If I don't win, the award show loses credibility. I appreciate it, man. You know, it's nothing against you. I've never seen your video. It's nothing against you. But hell no, man. ပြီးတော့ရေးမှာချင်းဆိုထားတဲ့နေရာတွေစီစဉ်ထားတဲ့ပွဲတွေကိုနောက်ကျမှရောက်ရောက်လာတတ်တဲ့မကောင်းတဲ့တင်လေးရှိပါသေးတယ်
အမြဲတမ်းနောက်ကျနေတဲ့ချင်းကလေမန်မာနာထောင်လွှားတဲ့သူတွေရဲ့ပြရုပ်တစ်ခုပါ။ခြားသူတွေကငါ့လောက်စောက်ရေးမပါဘူး။စောက်ရေးမကြည့်ဘူး။ငါနဲ့တွေ့ချင်းစောင့်ကိုစောင့်ရမယ်ဆိုတဲ့အထာမျိုးပါပဲ။ You should be honored by my lateness that I would even show up to this fake shit. လိုပဲမာနာထောင်လွှားတယ်။စိတ်ကြီးဝင်တယ်လို့ပြောခန်းကြီးကဒီကဘာပေါ်မှာအကြီးကျယ်ဆုံးနုပညာရှင်တွေကတယောက်ဖြစ်ရှိနေတော့မှာပဲ။သူ့ကိုယူမှုအားပေးရဲ့ fan base ကြီးရှိနေပြီးဒီ fan base ကလည်းအဆက်မပြတ်ကြီးတိုးပွားလာနေပါတယ်။နောက်ထပ် sin တစ်ခုဖြစ်တဲ့ gluttony ကတော့ a limitless appetite and overindulgence to the point where one is no longer consuming just to live but rather living to consume အကန့်အသတ်မရှိတဲ့တောင်းတမှုအလွန်ကျွံသုံးဆွဲမှုရှင်သန်ဖို့အတွက်စားသုံးနေရမျိုးမဟုတ်တော့ပဲစားသုံးဖို့အတွက်ရှင်သန်နေတဲ့အခြေအနေမျိုးကိုခေါ်တာပါ beast တွေကိုဆက်မပြတ်စားသုံးပြီးတခြင်းနဲ့ဇက်တိုက်ထုတ်ဝေခြင်းအပြင်ဒီ gluttony ဆိုတဲ့ sin ကိုကိုစားပြုနေတဲ့ rapper တော့ NBA ရန်ပွိုင်းပါပဲရန်ပွိုင်းဟာ Louisiana rapper တယောက်ဖြစ်ပြီးသူထုတ်ဝေရဲ့တခြင်းပမာဏစောက်ရိပ်ပဲမရှိတော့အောင်ကိုများပြားလွန်းတာကြောင့် infamous ဖြစ်တဲ့ rapper တယောက်ပါအသက်14နှစ်အရွယ်ကလေးကကိုရိုင်းတခြင်းတွေစလုပ်ခဲ့ပြီး2015 AP လမှာသူ့ရဲ့ပထမဆုံး mixtape ကိုထုတ်ဝေခဲ့ပါတယ်အဲ့ဒီချိန်ကစပြီး10နှစ်တာကာလအတွင်းမှာပဲရန်ပွိုင်းကမယုံနိုင်လောက်အောင် mixtape 26ခု single 102ပုတ် studio album 6ခု compilation album 3ခုနဲ့ EP 3ခုထုတ်ဝေခဲ့ပါတယ်ဒါကြောင့်လေအများသူ့ဂီတကို quantity over quality အည်သွေးတဲ့အရေးအတွက်ကိုဦးစားပေးလွှဲနေဆိုပြီးသတ်မှတ်ခဲ့ကြပါတယ် Juice WRLD တို့လိုမျိုးချင်းမောင်းထောင်ကြီးလုပ်ခဲ့တဲ့အခြားနုပညာရှင်တွေကလှုပ်ထားသမျှသချင်းတွေအကုန်ထုတ်မဲ့စားအကောင်းဆုံးယူဆတဲ့သချင်းတချို့ကိုပဲရွေးချယ်ပြီးထုတ်ဝေလေးရှိကြပေမဲ့ရန်ပွိုင်းကတော့အဲ့လိုမဟုတ်ပါဘူးဘာလို့သချင်းတွေဒီလောက်အများကြီးထုတ်ရတာလဲလို့မေးခံရတဲ့အခါရန်ပွိုင်းကအဲ့ဒါတကယ်ကိုယောဂတစ်ခုပဲဗျကျွန်တော်ကိုမထိန်နိုင်ဘူးတခါလေကိုလည်းပြန်ပြောတယ်နောက်လာရင်ဒီဘာသချင်းမှမထုတ်တော့ဘူးလို့ကိုဂတိရေးပေးတယ်ဒါပေမဲ့မရဘူးဗျာအဲ့လိုသချင်းတွေထုတ်နေရတာလုံနေရတာကိုပဲဆွဲလန်းနေမိတာဒီလိုလုံနေရမကောင်းဘူးဆိုတော့ငငယ်ကလေးကတီးခဲ့ရင်ကောင်းမယ် Music is therapy ဂီတကကုထုံးတစ်ခုဆိုပေမဲ့ကျွန်တော်ရက်ချင်တဲ့အချိန်မှာရက်လို့မရအောင်ဖြစ်နေတယ်ဆိုပြီးပြန်ဖြေခဲ့ပါတယ်2022ခုနှစ်မှာရန်ပွိုင်းကသူ့ကိုယ်သူ challenge ပြန်ခေါ်ခဲ့ပါတယ်အဲ့ challenge ကတော့တစ်နှစ်အတွင်းမှာပဲ mixtape 10ခုပြည့်အောင်ထုတ်ဖို့ပါဒါပေမဲ့သချင်းတရားတစ်ပုဒ်ပါတဲ့ mixtape 9ခုထုတ်ပြီးမှာတော့ run out of rhymes help me ဆိုပြီးသူကိုယ်တိုင်ခွင့်မှတ်ရေးအကူအညီတောင်းခဲ့ပါတယ်ဒါပေမဲ့ထူးဆန်းတာအဲ့လိုခွင့်မှတ်ရေးပြီးနောက်10ရက်ကြာမှာပဲဒီဘဲကနောက်ထပ် project တစ်ခု event တစ်ခုထပ်ထုတ်ခဲ့ပြန်ပါတယ်ရန်ပွိုင်းကတချင်းတွေအဆက်မပြတ်ထုတ်ဝေမှုကြောင့်ဝေဖန်စစ်တာတွေခံခဲ့ရပြီမဲ့ဒါတွေကပဲသူ့ကိုဒီ game ထဲမှာအောင်မြင်ဆုံး rapper တွေရဲ့တယောက်ဖြစ်လာစေခဲ့တာပါသူဟာနှစ်တိုင်း rap genre တွေမဟုတ်ပဲဂီတအမျိုးအစားအားလုံးရဲ့နားဆင်သူအများဆုံး most stream list တွေထဲမှာအမြဲတမ်းထိပ်ပိုင်းကပါဝင်နေတတ်ပါတယ်ရန်ပွိုင်းဟာအသက်22နှစ်အရွယ်မှာ RIA Golden Platinum Certification စုစုပေါင်းအခုတရာရရှိခဲ့တဲ့အသက်အငယ်ဆုံးနုပညာရှင်ဖြစ်လာခဲ့ပြီးအသက်23နှစ်အရွယ်မှာတော့ Billboard Hot 100 list မှာတချင်းအပုတ်ကြီး100ထိပါဝင်ခဲ့ဘူးတဲ့အသက်ငယ်ဆုံးနုပညာရှင်ဖြစ်လာခဲ့ပါတယ်နောက်ထပ်လာမယ့် rapper တော့ရန်ပွိုင်းနဲ့လုံးဝဆန့်ကျင်ဘက်ပါဒါကြောင့်လေသူကိုစားပြုနေတဲ့ sin က sloth ဆိုတဲ့ပြင်းရင်ဖြစ်နေရပါ sloth ကို define လုပ်ရရင်တော့ reluctance to work or make an effort အလွယ်ပြောရရင်တော့ laziness ပြင်းရင်ခြင်းပါပြင်းမှုကြောင့်ပဲနုပညာလမ်းကြောင်းပေါ်ကနေလျင်မြန်ထိုးဆင်းသွားခဲ့တဲ့ rapper Little Sam ပါပဲ Little Sam က California Redlands က rapper တယောက်ဖြစ်ပြီးဂီတလောကတွေကိုရောက်လာတဲ့အကြောင်းရင်းကလည်းစောက်စားပါ2016မှာသူ့ကင်မရာကူးခံခဲ့ရလို့ကင်မရာတစ်တလုံးပြန်ဝယ်ဖို့ပတ်စံရှာဖို့အတွက်ဂီတလောကတွေကိုစဝင်ခဲ့တာပါတချင်းတွေမလုပ်ခင်ကလေးကဒီကောင်စောက်ပြင်းဆိုပြီးနာမည်ဆိုးရှိပြီးသားကောင်တစ်ကောင်ပါချက်တန်းပထမနှစ်မှာကလေးကအတန်းချိန်တိုင်းလစ်ပြီးစာမေးပွဲတိုင်းကြာနေခဲ့တဲ့သူပါနောက်ဆုံးမှာကျောင်းမှာထွက်လိုက်ပါတယ်I got an F in PE, and they're like, how the f*** you fail PE? And I was like, that shit easy, bro. I'm a lazy son of a bitch. So I failed every class up until I dropped out freshman year. 2019မှာ Lyrical Lemonade Channel ကနေ Betrayed ချင်းရဲ့ MV ထွက်လာပြီးရင်တော့သူ့ရဲ့နုပညာဘဝလုံးဝကိုပြောင်းလဲသွားခဲ့ပါတယ်။ Music video ကကြည့်ရှုသူတန်းပေါင်းရာနဲ့ချီအများဆုံးရခဲ့ပြီးသူအောင်မြင်တဲ့လမ်းကြောင်းပေါ်ရောက်ပြီလို့ထင်ခဲ့ရပေမဲ့ဒီရလာတဲ့အောင်မြင်မှုကိုသုံးချဖို့တောင်ဒီကောင်စောက်ရမ်းပြင်းနေခဲ့တာပါ။သူ့ရဲ့နုပညာ career ကိုအများကြီးမြင့်တင်ပေးနိုင်မဲ့အခွင့်အရေးတွေဖြစ်တဲ့ခြားနာမည်ကြီး rapper တွေနဲ့တွေ့ဆုံရမယ့်ပွဲတွေကိုရောက်မလာခဲ့ပေနဲ့ချိန်ပြက်ကွက်ခဲ့ပါတယ်။ He kept missing the meeting. 2018မှာသူ့ရဲ့ debut album ထွက်လာတဲ့အခါမှာလုံးဝကိုဆိုးရွားလွန်းတဲ့ဝေဖန်မှုတွေနဲ့ကြုံခဲ့ရပါတယ်။ audience ကိုဘယ်သူမှညာလို့မရပါဘူး။ဒီ album အတွက် Little Sam ဘာအားထုတ်မှုမှမရှိပဲပြီးတော့ထုတ်ထားရဲဆိုတာအရန်သိတာလွန်းပါတယ်။ I remember when Lil Xan's album came out, right? And I remember having a conversation with Stat and being like, what do you think of the album? Because it was pretty obvious that the album was bad and that he didn't put any effort into it. Xan put in like no work for the album. If it was up to Stat, Xan would have been sitting in the studio recording every night, and instead he was just doing drugs and having random ass girls come over every night. 2019မှာ Nicki Minaj နဲ့ Juice WRLD ရဲ့တလကြာထူဝါမှာလိုက်ပါဖို့စီစဉ်ထားခဲ့ပြီးမြဲဇန်ရှိုးပွဲတစ်ပွဲထဲမှာပဲပါဝင်ဖျော်ဖြေခဲ့ပါတယ်
I remember that he was supposed to be on the whole tour and then he was only on it for like a week because he was tweaking out. They could never get Zayn to do the shit that he actually had to do for his career. လက်ရဇန်က rap မဆိုချင်တော့ပဲ public figure တယောက်အနေနဲ့ပဲနေချင်တော့ရလို့သူ့ဆန္ဒကိုထုတ်ပြောခဲ့ပါတယ် So that's why I'm not doing music. Like after I finished my contract with Columbia, I didn't sign up. Like I didn't know what I was signing up for. I'm more of a celebrity than a rapper at this point. So that's why I'm quitting rapping. 2018 ကလေးကနေခုချိန်ထိဒီဘဲကဒုတိယမြောက် album ကိုမထုတ်နိုင်သေးပါဘူး album ထွက်မဲ့ရက်နဲ့ပတ်သက်ပြီးလေကြိုးကြောင်နဲ့ရှင်းအောင်မညီတဲ့စကားတွေပဲမြဲပြောနေခဲ့ပါတယ်2019မှာ Be Safe ဆိုတဲ့ album ထုတ်မယ်လို့စီစဉ်ခဲ့ပေမဲ့ project ကပြတ်သွားခဲ့ပါတယ်2019 November မှာနောက်တစ်ခါ Evan နာမည်က 1 September Ends ဖြစ်မယ်လို့ကြေညာပြီး album cover ကိုတောင်ထုတ်ပြခဲ့ပါသေးတယ်ဒါပေမဲ့ဒါလည်းထွက်မလာခဲ့ပါဘူး2020 January မှာသူ့ album အားလုံးပြီးသွားပြီထုတ်တော့မှာပါwas finished and that it would be called Sorry I Didn't Quit. Evan ရဲ့နာမည်က Sorry I Didn't Quit လို့ကြေညာပြန်ပါတယ်ဒီတစ်ခါလေ Evan cover ရော track list ပါပြခဲ့ပေမဲ့ထုံးစံတိုင်း Evan လို့ထွက်မလာခဲ့ပါဘူး2018ကနေစပြီး4နှစ်နီးပါးအကြာမှာသူနောက်ထပ် project တစ်ခုထုတ်နိုင်ခဲ့ပါတယ်အဲ့ဒါကလေတချင်း၅ပုတ်ပဲပါတဲ့ collab လုပ်ထားတဲ့ EP တေးသေးလေးတစ်ခုပါပဲသူ့ရဲ့ဂရီမတီရဲ့လုပ်ရက်တွေပြင်းရင်မှုတွေကြောင့်ပဲလက်ရက်ဆန်ရဲ့အောင်မြင်မှုကလုံးဝတာရှိမခံခဲ့ပါဘူးမနာလိုခြင်းဆိုတဲ့ MV စင်းအတွက်ရွေးချယ်ထားတဲ့ rapper တို့ MV ကို define လုပ်ရရင် jealousy over the blessings and achievements of others ခြားသူတွေရဲ့အောင်မြင်မှုတွေကံကောင်းခြင်းချီးမြှောက်ခံရခြင်းတွေပေါ်မှာမနာလိုဝင်တိုခြင်းလို့အဓိပ္ပာယ်ရပါတယ်ဒါလို့မနာလိုတဲ့ဇီရိုက်တွေအပြုအမူတွေကိုအချိန်ပေါင်းများစွာထုတ်ဖော်ပြသခဲ့ဘူးတဲ့ rapper တော့ Nicki Minaj ပါ Nicki က2010ပြည့်နှစ်တည်းမှာအယောင်ရဆုံး female rapper တယောက်ဖြစ်ခဲ့တာကြောင့် one of the greatest rappers of all time ဖြစ်သတ်မှတ်ထားကြပါတယ်သူမရဲ့ကြီးမားတဲ့အောင်မြင်မှုတွေကအငင်းပွားစရာကိစ္စတွေ controversy မရှိပဲရလာတာတော့မဟုတ်ပါဘူးမနာလိုမှုကနေရင်းခံပြီးအခြားနုပညာရှင်တွေနဲ့လည်းပွဲခဏခဏဖြစ်တတ်တဲ့သူပါရည်စရာကောင်းတာက Nicki ရဲ့ rap ပြရတဲ့ key line ကလည်းမနာလိုမှုကနေပဲစတင်ခဲ့ရလို့ပြောလို့ရပါတယ်ပထမဆုံး rap စာသားတွေစရေးရတဲ့အကြောင်းရင်းကသူမရဲ့အိမ်နီးချင်းက rapper တယောက်ဖြစ်နေပြီး Nicki ကသူမပို့တော်ချောင်းကိုပြချင်ခဲ့လို့ပါI was like 11 and I wanted to show the girl next door because she was like a good rapper and she thought she was so much better than me. So when she left, I went home and I wrote this little rap so I can like show her. And then I rang her bell and I started saying my rap and she just stood there like. Nicki ရဲ့မနာလိုမှုကိုမြင်သာထင်သာဖြစ်စေတဲ့ဥပမာကတော့ Cardi B ပါပဲလူတော်တော်များများကတော့ Nicki က top female rapper ဆိုတဲ့သူမရဲ့နေရာကိုချင်းချောက်မဲ့သူအဖြစ် Cardi B ကိုမြင်နေပြီး Cardi ရနေတဲ့ tension တွေကိုမနာလိုဖြစ်ခဲ့ရလို့ယုံကြည်ကြပါတယ် Cardi B ရဲ့ပြောစကားတွေနဲ့အခြားသက်သေထောက်ထားတွေအရ Nicki က Cardi ရဲ့အောင်မြင်မှုကိုဖျက်ဆီးဖို့ကြိုးစားတဲ့အနေနဲ့နောက်ွယ်ကနေမတိမတာတိုက်ခိုက်တာ Cardi အကြောင်းမဟုတ်ကောက်တွေရှောက်ပြောတာအခြားအမှုပညာရှင်တွေကို Cardi နဲ့လုံးမလို့ဖို့ချင်းချောက်ခဲ့တာစသဖြင့်မျိုးစုံလုပ်ခဲ့ပါသေးတယ်2018မှာ Travis Scott ရဲ့ Astro World Event ကဒုတိယပတ်ထိနံပါတ်1နေရာနေစင်မဲ့ရက်တည်နိုင်ခဲ့ပြီး Nicki ရဲ့ Event တစ်ကတော့ပထမအပတ်မှာတော့ရှက်တူးပဲရပြီး Travis ကိုမကြော်နိုင်ခဲ့ပါဘူးတည့်ရဲ့တိုင်းပဲစော်ရဲ့ဒေါသတွေထွက်ပြီး Travis ကိုရန်နေတွေ့ပြီးလောင်မာတော့တယ် Radio Show တစ်ခုမှာဒါလိုပြောခဲ့ပါသေးတယ် Whole nigga of the week of course is Travis Scott. But what we not gonna do is have this auto-tune man coming up here selling sweaters and telling y'all he sold 500,000 albums because he didn't. Travis ရဲ့ Event ကသူမ Event တဲ့ chart မှာပုံမြင့်နေအောင်လုံးဝလက်မခံနိုင်မှုဖြစ်နေတာပါ2023စောပိုင်းမှာ Nicki က City Girls အဖွဲ့က rapper Young Miami နဲ့ Twitter မှာပြန်လည် tweet ရန်နေဖြစ်ခဲ့ကြပါသေးတယ်အကြောင်းကတော့ Young Miami က got into something ဆိုတဲ့ phrase ကိုသုံးခဲ့လို့ပါအဲ့ဒီစကားက Nicki သူ့ရဲ့ radio show မှာအမြဲသုံးနေကြစကားတစ်ခုပါ Young Miami ကလည်းဒီစကားကို Nicki စီကနေရခဲ့တာမဟုတ်ဘူးသူ့ကိုတူခိုးနေတာမဟုတ်ဘူးဆိုပြီးပြန်ပြောခဲ့ပါတယ် Young Miami ထင်တာကတော့ Nicki သူ့ကိုဒီလိုတိုက်ခိုက်ရတဲ့အကြောင်းရင်းမှန် Young Miami ရဲ့ Creature Please ဆိုတဲ့ show ပေါ်မနာလိုဖြစ်နေလို့ပါတဲ့ဘာလို့လဲဆိုတော့ Nicki ရဲ့ Queen Radio show က Young Miami ရဲ့ show လောက် social media မှာ popular မဖြစ်ခဲ့လို့ပါနောက်ဆုံးကြံခဲ့တဲ့ sin ဖြစ်တဲ့ greed ကိုကိုစားပြုနေတဲ့ scammer rapper တယောက်ကတော့ greed ဆိုတာ a selfish and excessive desire to acquire something usually pertaining to material wealth ပစ္စည်းဥစ္စာပိုင်ဆိုင်မှုတွေနဲ့ပတ်သက်ပြီးတကူကောင်းဆန်စိမ့်နဲ့အလွန်ကျွံရယူလိုတဲ့ဆန္ဒကိုခေါ်တာပါတနည်းအားဖြင့်တော့လောဘကြီးရပါသူ့ရဲ့ identity တစ်ခုလုံးအကို greed ဆိုတဲ့လောဘကိုကိုစားပြုဖော်ပြနေတဲ့ rapper တော့ Punchmade Def ပါအစပိုင်းတော့ Def တာမန် YouTuber တယောက်ပါ2015မှာ NBA 2K Game ကစားခဲ့တဲ့ YouTuber တယောက်အနေနဲ့စတင်လူသိများလာခဲ့ပါတယ် YouTuber ဘဝမှာတည်းက Def ရဲ့ scam လုပ်တဲ့ဇာတ်ရိုက်တွေကိုမြင်တွေ့နိုင်နေပါပြီ view များများရဖို့အတွက်နဲ့အခြားနာမည်ကြီး NBA 2K creator တွေကိုသုံးချပြီး video 2တွေလုပ်ခဲ့ပါတယ်
You heard Pretty Boy Fredo, right? He's the biggest one out of everybody. So what I did was I was trying to finesse. I made a fake video on him, and I posted it and said I beat him. And he made a video. This nigga's about damn near crying. He's like, "This is not me in the video. He did not play me. This is a clone. This is a fake." It's a clone. It was fake. I've been scamming. It was fake. I just did it for the views. သူက NBA 2K18 ထွက်လာတဲ့အခါမှာ gameplay ကိုမကြိုက်တာရေ microtransaction တွေပါလာလို့သဘောမကျတာရေပတ်စံပိုရတဲ့အသက်မွေးဝမ်းကြောင်းတစ်ခုကိုလိုချင်တာရေကြောင့်2019မှာဂီတဘက်ကိုခြေဦးလှည့်လာခဲ့ပါတယ် First, I did YouTube videos. I didn't see YouTube I didn't see it making me like $1 million. I want to be a millionaire, so I was like, I gotta do something different. And then also 2K18 came out, and that game was just ass. And I was like, I'm not doing it. You want to so I switched over to music. စပိုင်းမှာတော့ဒီဘဲကတာမန် rap ချင်းတွေပဲလုပ်နေခဲ့ပေမဲ့နှစ်အနည်းငယ်ကြာ2019နိုဝင်ဘာ19ရက်နေ့မှာတော့ Scam Rap Genre ရဲ့ချင်းတစ်ပုတ်ကိုစထုတ်ခဲ့ပါတယ် Scam Rap ဆိုတာကတော့ hip hop ရဲ့ sub genre တစ်ခုဖြစ်ပြီးမတမာတဲ့နီလန်းတွေလိန်လည်တဲ့နီလန်းတွေအကြောင်းကိုဖော်ကျူးရေးဖွဲ့ထားတဲ့သရှင်းစာသားတွေနဲ့ဖွဲ့စည်းထားတာပါအဲ့အချိန်ကစပြီး Def Scam Rap Genre အောက်မှာပဲသရှင်းတွေစတိုက်ထုတ်ခဲ့ပြီးတချို့သရှင်းတွေဆိုရင်လိန်လည်နီးတွေဘယ်လို scan လုပ်ရမလဲဆိုတာတွေကိုပါအသေးစိတ်ရှင်းပြပေးထားတဲ့ full tutorial တွေတောင်ပါပါသေးတယ် Listen up, I'm finna show y'all how to hit a bank. Just pay attention, this a quick way to jug in any state. 2021မှာတော့သူ့ရဲ့ rap name ကို Punchmade Def လို့ပြောင်းခဲ့ပြီးအဲ့ဒီထဲက punch ဆိုတဲ့စကားလုံးကတော့ခိုးလာတဲ့ credit card number တွေကိုရည်ညွှန်းတာပါဒီဘေးကတရှင်းထဲမှာလည်းမဟုတ်ပဲအပြင်မှာလည်းလူတွေကိုတကယ်လိုက်ပြီး scan တတ်ပါသေးတယ်အဲ့လိုလုပ်နေရတွေကိုလေသူကိုယ်တိုင်ပဲ video ရိုက်ပြီးပြန်ချပြတတ်ပါသေးတယ် So as far as scamming goes, are you feel like you're NBA level scammer? Oh, I'm like LeBron of the scamming and Michael Jordan combined. See, I got their balance right there, 430K. I'm about to wire that to this account that I got my hands on. Thank you. Free 10. Let me sniff. All right, so now I got the numbers plugged in. I'm about to run this through. So now I just wrote somebody else's info right here. A big wave right now is Cash App. This one's going crazy. Do 55.8. So 55,000. Literally that simple. And how did you do that? Gotta pay for the sauce, man. Def က Telegram မှာသူ့လိုမျိုးလောက်တက်အောင် scan လုပ်နည်းကိုတောင် cost တစ်ခုအဖြစ်နဲ့ရောင်းချနေပါသေးတယ်။သတင်းတွေကဒီဘဲကလိမ်လည်မှုနဲ့အဖမ်းခံခဲ့ရဘူးပေမဲ့စောက်ကူမဆိုင်ဘဲနဲ့ဆက်လုပ်နေတော့မှာပဲမပြောင်းလဲပါဘူး။တချို့လူတွေကတော့သူပြောနေတာတွေငွေလိမ်ပြနေတာတွေအားလုံးကအတူရောင်နေဖြစ်ပြီး Telegram ကသူ့ cost တွေကိုဝယ်ချင်လောက်တမင် marketing ဆင်းနေရလို့တောင်ထင်ကြပါသေးတယ်။